ဂျုံလန်းနဲ့ဖုန်ကြီးလန်းတောင်ရောက်ရင်တေချာသတိထားကြည့်မှမြင်နိုင်တဲ့တရတော်ကျောင်းဝင်းတောင်ကဇီဒီသေးသေးလေးတစုအကြောင်းပြောပြပါဦးမယ်။အဲ့ဒီနားကဖြတ်သွားရင်တခါတရံကြော်ပွဲပေးတဲ့သူစီမီပန်းကတ်သူတချို့တွေ့ရတတ်တယ်။ငယ်ပေမဲ့ကဲတဲ့ဖះလို့လူကြီးတွေပြောသလိုအယူတဲတဲ့ဖះလို့လည်းပြောစမှတ်တွင်တယ်။ဇီဒီလေးရဲ့အခြေကြောက်စာမှတ်တမ်းအရရခင်ကရန်ကုန်မြို့လမ်းမတော်မြို့နယ်ရွှေတောင်နန်းလန်းထိပ်မှာနာမည်မင်းရင်သူ့ကိုယ်သူပေါက်ကျော်လို့ဖြေတတ်တဲ့စိတ်ချမ်းမာရေးချွတ်တဲ့သူတယောက်ရှိခဲ့ဘူးတယ်။သူ့စိတ်ကူးနဲ့သူရွှွန့်တွေတဲတွေစုပုံပြီးဇေဒီတေယာကနေပေါက်ကျော်တဲတဲ့ဖះပေါက်ကျော်ဖះရဲ့လို့တဖြည်းဖြည်းလူသိများနာမည်ကြီးလာခဲ့တယ်။နောက်လမ်းကိုတိုးချက်ဖောက်လုပ်တဲ့အခါလမ်းနဲ့မလွတ်တာကြောင့်ယခုလက်ရှိနေရာတရတော်ကျောင်းဝင်းကြီးတောင်ကိုရွှေ့ပြောင်းပေးခဲ့ရတယ်ဆိုပါတယ်။လော်ကီကိစ္စအတိုက်ခိုက်များရန်များနေသူများနဲ့စီးပွားရေးလက်ပိတ်နေပြီးကိုပြောရမှာမထိမရောက်ဖြစ်နေသူများအတွက်အကောင်းဆုံးဓာတ်စီရီဖြစ်တယ်လို့ယုံကြည်ကြကတိသူဖော်စားမတိသူကြော်သွားဆိုသလိုလာရောက်ဖူးမြော်ဆူတောင်းတဲ့သူတွေရှိနေသေးပါပဲ။1999ဧပြီလထုတ်မဟေတီမဂဇင်းမှာဆရာမိုးရေးသားတဲ့အယူဖျားမဖူးညာဘလူးစားလိမ့်မည်ဆိုတဲ့ခေါင်းစဉ်နဲ့စောင်းမလေးတစ်ပုဒ်ဖတ်ခဲ့ဘူးတာကိုကိုးကားပြီးဖော်ပြလိုက်ရပါတယ်။အယူဖျားမဖူးညာဘလူးစားလိမ့်မယ်။ဖျားလေးငယ်ငယ်ပေါက်ကျော်မတဲ့ငယ်သာငယ်ကဲဆယ်မဲ့ဖျားမဲနဲ့မောင်ပူသည့်ဝစ်ကိုစီးချွတ်လိုက်လေ။